Okay, the ma, the not the chin, don't you need it through our Singapore, a look to a look put through our Canada the money, a period through Singapore to have been not real trip now. Okay. Okay, there are not no more time point to up only. Okay. Okay. Wow. Okay, you want to know different mind there. Daniel, go look it up. Did I let Daddy look at it? Okay. Go to my. Did I simply check you sat out there? Okay. Did I go chat, sir? To know point to it, this one. This guy. ဟုတ်ကဲ့ကျွန်တော်နာမည်ကဗန်လန်မော့ချင်းလို့ကြားဗန်လန်မော့ဖြစ်တယ်ပြီးတော့ဒီကစားနာမည်ကျတော့ဂျွန်မော့လို့ပေးထားတယ်ပေါ့ပြီးတော့ကျွန်တော်လာတဲ့နေရာမြန်မာနိုင်ငံချင်းပြည်နယ်ဖလန်မြို့နယ်ထန်လွန်းကျေးရွာနေလာတယ်ပြီးတော့ကျွန်တော်ဒီအားစားလို့ဖို့ဒီကိုရောက်လာရချင်းဖြစ်ပါတယ်နိုင်ငံရဲ့အခြေအနေမျိုးကြောင့်ပါဟုတ်ကဲ့ကျွန်တော်ကဒီကိုလာတာပြောတကယ်တမ်းပြောရမယ်ဆိုရင်ကျွန်တော်မိသားစုကခက်ခဲတယ်ကျွန်တော်ချင်းပြင်းနေမှာပဲနေတယ်ပြီးရင်အမြအဆိုင်ကင်ဆာဖြစ်နေတယ်ပြီးရင်ကျွန်တော်တို့အတွက်ငွေရေးကြအရန်ခက်ခဲတဲ့အရာတစ်ခုဖြစ်တာပေါ့နော်ငွေရေးကြီးလည်းမရှိဘူးဒီကိုရောက်လာတဲ့အချိန်မှာကျွန်တော်ဘယ်လိုဆက်သက်ရှင်လဲဆိုတာလည်းကျွန်တော်ကြိုတင်မှန်းဆလို့မရအောင်ဒါပေမဲ့ဖခင်တခင်ကဒီနေ့ဒီချိန်ခါထိဆက်လက်ပြီးတွာလာခွင့်ပေးတယ်ဒီကစားကိုလည်းဆက်လက်ပြီးလုဆောင်ခွင့်ပေးတယ်အရာရာလုံးကဖခင်တခင်ကြောင့်အရှင်ပြေတယ်လို့ပြောရမှာပေါ့လောကအနေနဲ့ကြည့်မယ်ဆိုတော့အရှင်မပြေဘူးဘာမှမရှိဘူးဆိုတော့ချင်းဆိုပေမဲ့မြန်မာနိုင်ငံထဲမှာနေတယ်ဆိုတော့တနိုင်ငံလုံးကိုစားပြုချင်တာကျွန်တော်မြန်မာနိုင်ငံနဲ့ပထမဆုံးချင်းတို့တနိုင်ငံလုံးကိုစားပြုချင်တာတကယ်တမ်းပြောရမယ်ဆိုခလမ်နဲ့ကောင်းကောင်းထင်တာဒီကိုရောက်မှ9လဝန်းကျင်လောက်ပဲရှိတယ်ဒါပေမဲ့ဒါဘာလို့ဒီရကစားကိုရွေးနေဆိုတော့ဘုရားသခင်ကျွန်တော်ပေးတဲ့ challenge လို့ကျွန်တော်မြင်တယ်ကျွန်တော်ယူစားတဲ့အတွက်ဒီရကစားကိုရွေးတယ်ဘုရားသခင်ကျွန်တော်ဒီအချိန်ထဲခွင့်ပြုပေးတော့ကျွန်တော်အဲ့လိုမျိုးနေရအခုချင်းပြည်နယ်ကိုစားပြုနိုင်ငံကိုစားပြုဖြစ်တဲ့အချိန်လေးကျွန်တော်ဘုရားသခင်ကကျွန်တော်ကိုကြွယ်ကာမယ်ကျွန်တော်ကိုချင်းမြောက်ပဲကျွန်တော်ယုံကြည်တယ်ပြီးတော့ကျွန်တော်ကိုဆူတောင်းကြည့်တဲ့မိသားစုပရိသတ်တွေကလည်းကျွန်တော်ရဲ့ခွန်အားပေါ့ဟုတ်ကဲ့အဲ့ဒါတွေကကျွန်တော်အတွက်ခွန်အားပါ
ဒါကြတော့တရားဝင်အလုံးမလုံးနိုင်ဘူးဆိုတော့အလုံးတော့မလုံးဘူးဒီဟာပဲတော့သွားတယ်ဟုတ်တယ်ကဲကျွန်တော်အနေနဲ့ဝင်ရတာတော့မရှိဘူးဒါပေမဲ့ကျွန်တော်မှာစင်ကာပူမှာသူလည်း import ပဲလုပ်နေတယ်သူကပဲကျွန်တော်ကိုအများအပြားထောက်ပံ့တယ်အဓိကထောက်ပံ့တာသူတို့စားစိတ်ရယ်အင်ခန်းခါလောက်ရယ်ပြီးတော့ကျွန်တော်ဒေါ်လေးဆွေးတဲ့ material သူတို့ကတက်နိုင်ကြလောက်ထောက်ပံ့တယ်ပြီးတော့ကျွန်တော်ဒီ training fee ကျွန်တော်ကိုဒီ gym ရဲ့ founder လို့ပြောရမှာပေါ့ founder coach စေခနာကျွန်တော်ကို scholarship ပေးထားတဲ့ training fee ဟုတ်ကဲ့ So he told me that he wanted to leave conscription for the army, you know, which I completely understand. You know, the young man seeking freedom and most importantly, trying to build a fight career. So, you know, just said, come on over. And I remember the first time he came to the gym, we were practicing jiu-jitsu. And the look on his face, he looked like a child, like a kid in a candy store. Whirlwind, I can't explain it. Like, there's very few fighters like at this stage where you can like look at and say that person is going to be a champion, and like John has that. He comes in with such aggression, and it's almost like controlled aggression. I don't have to say anything to say, John, just go. ဟုတ်ကဲ့ကျွန်တော်ကဒီပြန်အကစားပြန်ပွဲဝင်လာတော့မကြာသေးဘူးဒါပေမဲ့ကျွန်တော်မှာဟိုဟာ project တချို့စေတယ်ပြီးတော့မိဘနဲ့ project တွေကကျွန်တော်ကိုအမေရန်ဆူတောင်းပေးတာပေါ့နော်ကျွန်တော်အမေရန်ဆူတောင်းပေးတယ်လို့ပြောတယ်ကျွန်တော်ပြန်ပွဲဝင်လာတဲ့ကျွန်တော်စိတ်ထဲမှာကျွန်တော်အားပေးတဲ့ project တွေအတွက်ရောကျွန်တော်နိုင်ငံအတွက်ရောဖြစ်ရမယ်ဆိုတဲ့ခံစားချက်နဲ့ကျွန်တော်အဲ့ဒါကိုစိတ်ထဲမှာရင်ဆုံးဝင်ပြီးတော့ကျွန်တော်ခွန်အားယူတာကျွန်တော်ကိုဆူတောင်းပေးတဲ့ကျွန်တော်အမေရဲ့အဖေရဲ့ကျွန်တော်မိသားစုရဲ့ပြီးတော့ကျွန်တော် project တွေအမေရန်ဆူတောင်းပေးတယ်ဆိုတဲ့အဲ့ဒါကိုပဲစဉ်းစားတယ်ဒီတော့ဆူတောင်းခံချနေငယ်ဒီကစားတဲ့ချိန်မှာလည်းကောင်းမှစစားနိုင်ဖို့ကိုနေလေဒီမှာကောင်းချောတဲ့ဒဏ်ရာနေနေရှိတာစစားနိုင်ဖို့ပြီးတော့ကိုဆူတောင်းချင်တာကျွန်တော်အမေကခင်စာယောဂဖြစ်နေတယ်အဲ့ဒီအတွက်အခုစီကူတောင်းကိုခံယူနေတယ်အဲ့ဒီအတွက်ဆူတောင်းဖို့ကဲလာမြန်အထဲမှာအလဲမလာကဲအားလုံးကျွန်တော်မတတ်တာဒီမှာဂျွန်မော့ကပြတ်တော့အားလုံးလက်လေးကိုကောင်းချီးပေးပြီးမှတော့ဒီကိုလည်းပဲအစာအင်ကစားအဖြစ်ဝေဒနာခံစားရတဲ့အချိန်ဖြစ်ပါတယ်ဒါပေမဲ့ဘရောခံနိုင်တဲ့ခွန်အားကိုကြီးစုတဲ့နဲ့ဆက်လက်၍ဒီအနာရောဂါအားလုံးလည်းပဲဘရောအားဖြင့်ကြောက်ကင်းပြီးကြောင်းတာသမီးတို့တောင်းပါရဲ့တမန်တော်ကြီးတို့ရဲ့တမန်တော်ကြီးခရစ်တော်ယေရှုဘုရားဒီကိကြီးအနာရောအစစ်စင်ကိုလည်းလက်တော်ထမ်းမှာအနံရဲ့အကောင်းဆုံးကစားခြင်းအားဖြင့်ပြတ်တနိုင်ဖို့ရတော့ကောင်းချီးပေးတော်မူပါယေရှုနာမ၌ဆုတောင်းကြပါ၏ပါအာမင်โอเคပြန်ကောင်းချီးပေးပါစေကဲကျွန်တော်တို့နောက်ဆုံးအတူတူဆုတောင်းမယ်နော်နောက်ဆုံးအတူတူဆုတောင်းမှုကတော့ဘယ်မှာဆုတောင်းခိုင်းခုပဲYeah.
တန်းထိပဲတက်တယ်ဒါပေမဲ့ကျွန်တော်ဒီကစားလိုက်လို့ညာကျွန်တော်တကယ်တမ်းဆိုရင်ပညာရဲ့ရကြည့်မယ်ဆိုကျွန်တော်ပညာမတတ်ဘူးပညာမတတ်ပေမဲ့ဒီကစားကျွန်တော်ဘုရားသခင်ပြတဲ့ကျွန်တော်ထဲလဲပေါ့အဲ့ဒီထဲလဲအဖြစ်ဘုရားသခင်ကျွန်တော်ကိုဆွဲခေါ်လာတယ်လူတွေကကျွန်တော်တီးလာတယ်ဒီကစားအဖြစ်ကျွန်တော် Okay. Okay. ကျွန်တော်ကဒီ fighting ဆိုပေမဲ့ကျွန်တော်တို့အကစားသမားတို့အနုပညာတစ်ခုပေါ့ကျွန်တော်အနုပညာဆိုတာကျွန်တော်စိတ်ခံစားချက်လို့ကျွန်တော်မြင်တယ် Okay ဒီအနုပညာတခါတလေကျရင်အကစားမှာရှုံးရင်စိတ်ခံစားရတယ်။နိုင်ရင်လည်းစိတ်ပျော်တယ်ကိုပဲပျော်တယ်စိတ်ခံစားအနုပညာဆိုတော့စိတ်ခံစားချက်နဲ့အများကြီးသက်ဆိုင်လို့လည်းကျွန်တော်မြင်တယ်ကျွန်တော်တို့နိုင်ငံရေးအခြေအနေဆိုတော့ကျွန်တော်နိုင်ငံသားတယောက်အနေနဲ့တော့ကျွန်တော်နိုင်ငံကြီးကျွန်တော်ဒီအစားလိုက်နဲ့ကျွန်တော်တို့နိုင်ငံကြီးကိုတကယ်တမ်းပြောမယ်ဆိုရင်တက်နိုင်တဲ့နေရာနေနိုင်ငံအတွက်ပါဝင်နိုင်ငံအတွက်ကောင်းစေချင်တာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကိုလူတွေပုံများစေချင်တယ်ကျွန်တော်တို့နိုင်ငံကိုရှင်းပြောရမယ်ဆိုရင်တက်နိုင်တဲ့လောက်ကဲတင်ချင်တယ်လို့ပြောရမှာပေါ့တက်နိုင်တဲ့လောက်ကိုငွေချင်တယ်အများပြည်သူတွေဒုက္ခရောက်နေတဲ့သူတွေ